မေရိကန်ခရီးယန်အဖွဲ့ငလင်တင်ပြည်သူတွေကိုကူညီဖို့စေပညာရှင်တွေစေလွှတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကဆရာဝန်တွေသူနာပြုတွေနဲ့ကျွမ်းကျင်ပညာရှင်တွေပါတဲ့ခရီးယန်အဖွဲ့ကိုမြန်မာနိုင်ငံကငလင်ဘေးဒဏ်သင့်ဒေသတွေကိုစေလွှတ်ပြီးခွဲစိတ်ခန်းနှခမ်းပါတဲ့ယာယီစေယုံတစ်ခုကိုတိစောက်ပေးသွားမှာဖြစ်တယ်လို့ခရီးယန်တရားဟောဆရာကြီး Franklin Graham ကသူ့ရဲ့ Facebook မှာမတ်လ31ရက်နေ့ကရေးသားထားပါတယ်။ဒီယာယီစေယုံထဲမှာအရေးပေါ်ခန်းလူနာထားခန်းဆေးပေးခန်းတွေပါဝင်မှာဖြစ်ပြီးဆရာဝန်သူနာပြုကယ်ဆယ်ရေးသမားတောက်ရီဆိုင်ရာကျွမ်းကျင်ပညာရှင်ခရီးယန်ဖွဲ့ဝင်ဝန်ထမ်းအားလုံးပေါင်းဦးရေ80ကနေ130ထိပါတယ်လို့ဆိုပါတယ်။အဲဒီဖွဲ့ကမြန်မာနိုင်ငံကငလင်ဘေးဒဏ်သင့်သူတွေကိုအခမဲ့ကူညီဖို့ထွက်ခွာသွားပြီဖြစ်တယ်လို့နောက်ထပ်လည်းစေယုံသုံးပစ္စည်းအရေးပေါ်သုံးပစ္စည်းအသုံးဆောင်တွေကိုလည်းထောက်ပံ့ကူညီဖို့လေယာဉ်တွေနဲ့ပို့ပေးဦးမှာဖြစ်တယ်လို့ Franklin Graham ကပြောဆိုထားပါတယ်။အမေရိကန်နိုင်ငံကခရီးယန်အဖွဲ့ကပါတီမီ၍အသားရောင်ဘာသာမခွဲကြပဲဒုက္ခရောက်သူတိုင်းကိုကူညီမဲ့အဖွဲ့ဖြစ်တယ်လို့မြန်မာခရီးယန်လူငယ်များအဖွဲ့ကပြောပါတယ်။ခရီးယန်အဖွဲ့ကမြန်မာပြည်သူတွေနဲ့တူနှစ်ပေါင်း30လောက်လုပ်ကိုင်ခဲ့မှုတဲ့အဖွဲ့လေးဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးစစ်ကောင်စီကငလင်အကြောင်းပြပြီးလုပ်ငန်းရှင်တွေကိုဖိအားပေးပြီးအလူငွေတောင်းခံနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီအနေနဲ့မလ28ရက်နေ့ကလှုပ်ခတ်သွားတဲ့မြင်းငလင်ကိုအကြောင်းပြပြီးနာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင်စီးပွားရေးဆိုင်ရာစက်မှုဆောင်လုပ်ငန်းရှင်များစီးပွားရေးဆိုင်ရာအသင်းဖွဲ့များနဲ့လူမှုရေးအသင်းဖွဲ့တွေကိုဖိအားပေးပြီးအလူငွေတောင်းခံနေရလို့မီဒီယာချို့ကဖော်ပြပါတယ်။အေဘီလာတရက်နေ့နေ့လယ်2နာရီမှလည်းနေပြည်တော်တပောင်ကွင်းကယာယီခမ်းမမှာအလူငွေလက်ခံတဲ့ပွဲဆောင်ရွက်မှာဖြစ်ပြီးရှမ်းကုန်နဲ့မန္တလေးကစီးပွားရေးလုပ်ငန်းရှင်များအသင်းအဖွဲ့များကိုတင်ရောက်ဖို့နဲ့အလူငွေထည့်ဖို့အတွက်စစ်ကောင်စီကအတင်းအကျပ်ဖိအားပေးနေရလို့သိရပါတယ်။နေပြည်တော်မှာလုပ်မယ်အလူငွေပြည့်တဲ့ခန္ဓာကိုမန္တလေးကလုပ်ငန်းရှင်များမတက်ရောက်နိုင်ပါကမန္တလေးမှာရောက်ရှိနေတဲ့စစ်ကောင်စီရဲ့ကယ်ဆယ်ရေးတာဝန်ခံလေကြောင်းရန်ကာကွယ်ရေးရရှိကြောင်းဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နဲ့မန္တလေးတိုင်းဝန်ကြီးချုပ်တို့တန်းတွားရောက်ပြီးအလူငွေပေးရမှာဖြစ်ကြောင်းသိရပါတယ်။ရန်ကုန်ကလုပ်ငန်းရှင်တွေအသင်းဖွဲ့တွေကိုနေပြည်တော်ကိုအလူငွေလာပေးဖို့အတွက်ငွေလာပေးဖို့စစ်ကောင်စီကလေရင်အသွားပြန်တောင်စီစဉ်ပေးမယ်လို့သိရပါတယ်။ဒီလိုအလူငွေအတင်းအကျပ်တောင်းခံမှုတွေနဲ့ပတ်သက်ပြီးစီဒီအမ်ဗိုလ်မှူးဆွေတော်ကိုဆက်သွယ်မေးမြန်းတဲ့အခါစစ်ကောင်ဆောင်တွေအနေနဲ့တိုင်းပြည်နယ်ပြည်သူပေါ်စေတနာမရှိတာသိတာပေါ့ဗျာ။ကြိုတင်စီမံမထားပဲအရေးကြုံမှာသူတို့မျက်နှာပန်းလာဖို့အတွက်လုပ်ငန်းရှင်တွေကိုဖိအားပေးတာမျိုးပေါ့ဘသူတည်တည်ငတိမိုင်းပြီးတော့ဆိုတဲ့လုပ်ငန်းရှင်တွေအနေနဲ့ဒီလိုအစိုးရမျိုးကိုလက်ခံရင်ဒီလိုမျိုးဖိအားတွေခံရမယ်ဆိုတဲ့အသိရတာပေါ့လို့ပြောပါတယ်။ရန်ကုန်ကစက်မှုဆောင်တွေအနေနဲ့စက်မှုဆောင်တစ်ခုကိုငွေကျပ်300စစ်ကောင်စီထံကိုမဖြစ်မနေအလူငွေအဖြစ်ထည့်ရမယ်လို့ဖိအားပေးခံထားရတယ်လို့သိရပါတယ်။ဆက်လက်ပြီးနေပြည်တော်မှာငလျင်ကြောင့်စစ်အဆောက်အအုံများပြိုလဲပြီးစစ်သား100ဝန်းကျင်တေဆုံးနိုင်နေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာငလျင်ကြောင့်စစ်တပ်အဆောက်အအုံများပြိုလဲပြီးစစ်သား100ဝန်းကျင်တေဆုံးနိုင်ကြောင်းတပ်သတင်းအရင်းမြစ်တွေကိုကိုးကားပြီးစီဒီအမ်ဗိုလ်ကြီးစင်ရော့ကပြောပါတယ်။စကိုင်းငလျင်ကြောင့်နေပြည်တော်ရှိစစ်တပ်အဆောက်အအုံများပြိုကျခဲ့ကြောင်းတနေ့တစ်ခုလုံးမှာစစ်သားအနည်းဆုံး100ဝန်းကျင်တေဆုံးနိုင်ကြောင်းကတင်1000စီးရုံမှာလည်းကတင်မလောင်းငါမှုတွေကြောင့်ထိခိုက်ဒဏ်ရာရသူ1000ဝန်းကျင်ရှိကြောင်းစီဒီအမ်ဗိုလ်ကြီးစင်ရော့ကရှင်းပြပါရယ်ဒါအပြင်လက်ရှိအကြမ်းဖက်စစ်ကောင်ဆောင်ကအပြည့်အစည်းတွေကိုရှင်းလင်းလုပ်ခိုင်းရမှာ၎င်းရဲ့ခပိုက်ဆောင်တပ်တွေကိုသာလုပ်ခိုင်းနေပြီးအခြားတပ်တွေကိုအဝယ်မခံကြောင်းသိရပါတယ်။တပ်နယ်တစ်ခုလုံးမှာအနည်းဆုံး100ကတော့တေချာပေါက်တည်တဲ့ကရင်1000စေယုံမှာလည်းကရင်တော့မလောက်တော့ဘူးဆိုတော့ဒဏ်ရာရ1000လို့ပြောလို့ရတယ်။ဒါပေမဲ့စေယုံထဲမှာတည်ဆောင်တဲ့သတင်းတွေကမြုပ်ထားတာလုံခြုံရေးနဲ့တိဆောက်ရေးရှင်းလင်းရေးလုပ်ငန်းဖွဲ့တွေတောင်မှသူတို့ရဲ့ခပိုက်ဆောင်တပ်တွေကိုပဲလုပ်ခိုင်းတာတခြားတပ်တွေကိုအဝယ်မခံဘူးလို့စီဒီအမ်ဗိုလ်ကြီးစင်ရောက်ကပြောပါတယ်။အဲ့ဒီလိုစင်ရုံများပြိုကျတာကကြီးတက်လို့ခေါ်တဲ့စစ်အင်ဂျင်နီယာတပ်တွေရဲ့ပစ္စည်းကုန်မှုနဲ့ငွေများခိုးယူမှုကြောင့်အပြင်အမြန်လက်တန်းလှုပ်ဆောင်ခဲ့မှုတွေကြောင့်ဖြစ်ကြောင်းဒါအပြင်နေပြည်တော်ရှိလျှို့ဝှက်ဦးမင်းလိုင်ကောင်းကလည်းလက်ရှိလောက်ခတ်တဲ့ငလင်ကြောင့်ပြိုကျဖို့ရှာကိုင်နှုန်းများကြောင်း၎င်းကရှင်းပြပါရယ်ဟိုရင်အာနာသိန်းဖြစ်စဉ်မတိုင်ခင်ကလေးကနည်းနည်းပပဖြစ်တာနဲ့တင်အကွဲအကြောင်းနေနဲ့အဲ့ဒီတော့ကကြီးတက်တွေခိုးတာလည်းပါတယ်ပြီးတော့ကျွန်တော်ကန်ထရိုက်စနစ်တွေနဲ့အမြန်လောက်တာပျက်စီးဖို့များပါတယ်ဘာလို့လဲဆိုသူတို့ကလက်တန်းလောက်တာအဲ့ဒါခုနှစ်တော့မမှတ်မိဘူးတက်မတော်နေပြီးတော့မှပြောင်းပြီးစားလျှောက်တဲ့နေ့အခုပြိုကြတဲ့မုံအနီကြီးအဲ့ဒီတော့ကမုံအနီကြီးမပြီးသေးဘူးဒါမဲ့ကြောင်းစင်ပွဲမတိုင်ခင်တန်ပြားတွေနဲ့ခဏကပ်ပြီးအလားလောက်လိုက်တာနောက်မှအင်္ဂလိပ်ကိုင်နာသူတို့လက်တန်းလောက်တဲ့အချင်းရှိရဲ့လို့စီရီယန်ဗိုလ်ကြီးစင်ရော့ကပြောပါတယ်နေပြီးတော့မှငလင်ကြောင့်ပြိုကျတဲ့အဆောင်တွေမှာမင်းအောင်လိုင်းနဲ့စဝင်အပါဝင်ဗိုလ်ချုပ်များအတွက်အရေးကြီးတဲ့စစ်ဘက်ဆိုင်ရာနေရာတွေနဲ့ခိုးအောင်ရနေရာတွေပါဝင်ကြောင်းအရန်ဆက်လက်နက်ပစ္စည်းများအရန်ခဲယံအရန်လက်နက်များထားရှိရာနေရာတွေလည်းထိခိုက်ပျက်စီးကြောင်းသိရပါတယ်။ဆက်လက်ပြီးအေးထိန်ချုပ်ထားတဲ့မြောက်ဦးမြို့ကိုစစ်ကောင်စီကဒီနေ့ညလေးကြောင်းကနေပုံကျဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာရခတပ်တော်အေးထိန်ချုပ်ထားတဲ့မြောက်ဦးမြို့ကိုစစ်ကောင်စီကမလ31ရက်ည10:00နာရီလောက်မှာလေးကြောင်းကနေပုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ရခိုင်စစ်ရေး
သတင်းအရင်းမြစ်တွေကအတည်ပြုပါတယ်။တီးကိုက်ပျက်စီးမှုတော့ကျွန်တော်မသိဘူးပြလို့ပြောပါတယ်။မြောက်ဦးမြို့လေးကြောင်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးအေးထန်းဆက်သွယ်မြက်နေဆက်ဖြစ်ပြီးတီးကိုက်မှုနဲ့ပတ်သက်ပြီးလည်းဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။မလ31ရက်ကစပြီးတပတ်တီတီနိုင်ငံတော်စင်ဝမ်းနေကြောင်းနေဖြစ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကတတ်မှတ်ထုတ်ပြန်ထားတော့လဲစစ်ကောင်စီကဒီနေ့တရက်ထဲစကိုင်းမကွေးနဲ့မန္တလေးတိုင်းတို့ကိုလေကြောင်းကနေချက်လေရင်6စီးဝိုင်းတွဲလေရင်1စီးနဲ့စက်တက်လီဒီတို့နဲ့ပုံလုံးရေး60ထက်မနည်းကျဲချတိုက်ခိုက်ခဲ့ပါတယ်။မနေ့ကည9:15မိနစ်ကစကိုင်းတိုင်းချောင်းမြို့နယ်အရှိချမ်းရှိနေခွေကျေးရဘက်ကိုစစ်တပ်လေဒီနဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ခံကိုတန်းကပြောပါရယ်မကွေးတိုင်းစလင်းမြို့နယ်တညောင်တိုင်းနယ်မြို့လာလျက်စစ်တာခွဲရုံအနီးကိုလည်းဒီကနေ့မနက်၈နာရီကျော်ကစပြီးလေကြောင်းကနေ9ချိန်တည်းမနေ့ဂျက်ဖိုက်တာ2စီးနဲ့ပစ်ခတ်ခဲ့တယ်လို့စလင်းပါခဖပြောရေးဆိုခွင့်ရှိသူကိုအောင်ဆန်းကသတင်းဌာနကိုပြောပါရယ်နိုင်ငံအတွင်းငလျင်တန်းခန်းစားနေရချိန်မှာစစ်ကောင်စီကတိုက်ပွဲနေရာတွေအပြင်တိုက်ပွဲမရှိတဲ့နေရာတွေကိုပါအဆက်မပြတ်လေကြောင်းကနေပုံကျဲတိုက်ခိုက်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကမလ30ရက်နေ့သတင်းမှထည့်သွင်းဖော်ပြပါရယ်မြောက်ဦးမြို့ကိုအေက2024ဖေဖော်ဝါရီ28ရက်မှာအပိသက်တိုက်ခိုက်သိမ်းယူခဲ့တာပါဆလဘီငလင်တန်တဲ့ဒေသတွေရဲ့ဆက်သွယ်ရေးကိုစစ်ကောင်စီလစ်လျူရှုထားတယ်လို့ MIB ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖြတ်အားဖြင့်ငလင်တန်ပြင်းထန်စွာခန်းစားနေရတဲ့ဒေသတွေပါဝင်ဆက်သွယ်ရေးဖြတ်တောက်ခံထားတဲ့ဒေသတွေရဲ့သတင်းဆက်သွယ်ရေးအခြေအနေကိုစစ်ကောင်စီကဆက်လက်လစ်လျူရှုထားကြောင်းမြန်မာ Internet Project MIB ကမလ31ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။ငလင်တန်ကိုတိုက်ရိုက်ခန်းစားခဲ့ရတဲ့စကိုင်းမန္တလေးပြည်မနာနေပြည်တော်စတဲ့မြို့နယ်တွေအပါအဝင်မြန်မာတိုင်းနိုင်ငံလုံးရှိမြို့နယ်အများစုမှာလျှက်စစ်မီပြတ်တောက်မှုဖုန်းခေါ်ဆိုမှုခက်ခဲများနဲ့ယခုထိရင်ဆိုင်နေရကြောင်း MIB ကဆိုပါတယ်။ပြီးခဲ့တဲ့မလ29ရက်နေ့မှာငလင်တန်ခန်းစားခဲ့ရတဲ့မြန်မာနဲ့ထိုင်းနိုင်ငံတို့အတွက်ဆက်သွယ်ရေးလိုအပ်ချက်တွေနဲ့ကယ်ဆယ်လုပ်ငန်းတွေကိုအထောက်အကူဖြစ်စေဖို့ Starlink Kit ကိုပြင်ဆင်ထားကြောင်း Starlink ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကမြည်သည့်တုံ့ပြန်မှုမှာလှုပ်ဆောင်ခြင်းမပြုတာကိုတွေ့ရကြောင်း MIB ကပြောပါတယ်။ဒါအပြင်စစ်ကောင်စီကတဲခွင်ရန်နေရာလျှက်စစ်မီအစစ်မပြေမှုတွေကိုအကြောင်းပြပြီးနိုင်ငံတကာသတင်းတောက်တွေရဲ့ပြည်ဝင်ခွင့်ကိုပါညှင်းဆိုခဲ့ကြောင်းပြည်တွင်းသတင်းဌာနတွေကိုကိုးကားပြီး MIB ကပြောပါတယ်။မလ28ရက်နေ့နေ့လယ်12:52မိနစ်မှာအင်အား Richter scale 9.9အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးနေပြည်တော်ကောင်စီနယ်မြေစကိုင်းမန္တလေးမကွေးရှမ်းမြောက်ဘက်ကိုစားတဲ့တိုင်းနယ်ပြည်နယ်တွေကိုစစ်ကောင်စီကအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။ငလျင်လှုပ်သွားပြီးတဲ့နောက်ဆိုပါဒေသတွေမှာလျှက်စစ်မီတွေဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်ခဲ့ပါတယ်။နေပြည်တော်အတွင်းမှာလည်းထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးလူအများပြားသေဆုံးခဲ့ပါတယ်။စစ်ကောင်စီရဲ့ဝန်ကြီးဌာနရုံးများဝန်ထမ်းအင်အားများလည်းပြိုကျခြင်းပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီးကတ္တရာလမ်းများမှာလည်းအကွဲကြောင်းကြီးများဖြစ်ပေါ်နေပါတယ်။ဒါအပြင်နေပြည်တော်မှာ MyDay MPT ဖုန်းလိုင်းတို့သာအသုံးပြုလို့ရပြီးမလ30ရက်နေ့လယ်ပိုင်းကစပြီးကျန်ဖုန်းလိုင်းတွေပြန်လည်အသုံးပြုလို့ရခဲ့တော့လဲလိုင်းမကောင်းသေးပါဘူး။မလ31ရက်ညပိုင်းမှာတော့နေပြည်တော်ရှိနေရာချို့မှာလျှက်စစ်မီပြန်လည်ရရှိခဲ့ကြောင်းသိရပါတယ်။အာဏာသိမ်းပြီးနောက်စစ်ကောင်စီကအင်တာနက်ပိတ်ပင်ကန့်သတ်မှုတွေပြုလုပ်ခဲ့ပြီး Facebook, Instagram စတဲ့လူမှုကွန်ရက်စာမျက်နှာတွေကိုလည်းပိတ်ပင်ခဲ့တဲ့အတွက်ပြည်သူများ VPN ခံပြီးအသုံးပြုခဲ့ရပါတယ်။ပြီးခဲ့တဲ့2024မေလကုန်ပိုင်းမှာလည်း VPN ကိုပါထပ်မံပိတ်ပင်ခဲ့ရအဆိုပါလူမှုကွန်ရက်များအသုံးပြုဖို့ပို့ခတ်ခဲသွားခဲ့ပါတယ်